အားလုံးပဲမင်္ဂလာပါကျမရဲ့ AI Stories by Asian Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်နော် Channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးနော်တိုင်းရေးပြည်ရအဖျားဖျားရှုပ်ထွေးနေစဉ်ကာလဖြစ်သည်သို့တော့အေးချမ်းသာယာသည့်လှပသောဓမ္မဂုံကြီးရွာနိုင်မှုအယမ်းချစ်ကြသောချစ်သူနှစ်ဦးတို့၏မဂလာပွဲကိုစီကားတိုက်မြိုက်စွာကျင်းပနေလေသည်ကျော်ဦးနှင့်မြတ်မူတို့ဤရှစ်နှစ်တာအချစ်ပိုင်းတိုင်းကိုနှစ်ဖက်မိဘများနှင့်ရွာသူရွာသားများရှေ့မှောက်တွင်စိုက်ထူနိုင်ခဲ့ခြင်းဖြစ်လေသည်ဧကန်ပွဲပြီးသည့်နေ့တစ်ပြိုင်နက်သူတို့နှစ်ယောက်ကလည်းချစ်သူဘဝတဲကတိုင်ပင်ထားသည့်အတိုင်းဟန်နီမွန်းခရီးအဖြစ်ချောင်းသာသို့သွားမိဖြစ်ကြောင်းမိဘတွေကိုပြောပြတော့အခါမိဘတွေကလည်းခေတ်ကာလမကောင်းကြောင်းဒီကာလကခရီးထွက်ရန်မသင့်ကြောင်းပူပန်ကြီးစွာတားမြစ်လေသည်သို့တော့သူတို့နှစ်ယောက်ကလည်းဆုံးဖြတ်ထားပြီးဖြစ်သည်ဖြင့်လူကြီးတွေရဲ့စကားကိုဆန့်ကျင်ကလူကြီးတွေစိတ်ပူပြီးတားမြစ်နေသည့်ကြားမှာခရီးထွက်ခဲ့လေတော့သည်အချင်းအတော်ကြာမောင်းလာပြီးနောက်လူပြက်ပြီးတိတ်ဆိတ်လှသောတောလင်းလေးတစ်ခုအတွင်းရောက်လာခဲ့လေသည်ထိုစဉ်ဝုန်းဆိုသွားတာနဲ့အတူကားလေးကလည်းတစ်ပင်ကြီးအောက်တနေရာအရာရုတ်တရက်ဆက်ရက်သွားတော့သည်သူတို့လင်မယားလည်းအခက်ခဲကြုံလို့စိတ်ညစ်နေစဉ်အတွင်းသူတို့ရဲ့အရှိမလန်းမကန့်စီမှာမီးရောင်များနဲ့အတူအရင်မဲတဆူတို့ကသူတို့နားသို့တဖြည်းဖြည်းချင်းကပ်လာကြသောအခါအချိန်တွေသာကုန်လွန်ခဲ့ပေမဲ့သမီးတို့လင်မယားကခုထိပြန်မရောက်လာတော့ကြောင်းဒေါ်မြကြောင်လည်းစိတ်ပူကသမီးတို့ကတပတ်ပဲကြာမပြောခဲ့ကခုတော့ထုံးလာတောင်ရှိနေပြီကိုကတင်ရဲ့သမီးလေးများတခုခုဖြစ်နေပြီထင်ပါရဲ့ဖုန်းလိုင်းတွေကလည်းမရှိတော့ဆက်သွယ်လို့လည်းမရဘူးတော့ရဲ့ဆိုပြီးငိုနေပါတော့တယ်တမိုးကုံတဆောင်းကိုလို့တနွေပြောင်းခဲ့ပဲနဲ့တားမနဲ့သမီးဖြစ်သူကရွာကိုပြန်မရောက်လာကြတော့အခါမိဘဖြစ်သူများကလည်းပင်တန်ကအရှင်သူမြတ်တို့အားပင်ဖိတ်ကကောင်းရာဘုံတော်ဝရောက်ပါစေကြောင်းရေဆက်သွန်းချအမျှပေးဝေခဲ့ကြလေတော့သည်နှစ်ဆိုသောအချင်းကုန်လွန်ခဲ့ပြီးနောက်သူတို့ရွာလေးထဲသို့အမဲရောင်ကားလေးတစ်စီးကဖီးမြက်ငါမောင်းဝင်လာပြီးနောက်ဆုံးတော့ဒေါ်မြတို့အိမ်ရှိမှထိုးရောက်လိုက်လေသည်အိမ်ရှိမှကားတန်ကြားတော့အခါဒေါ်မြတို့လည်းမရလေသမီးများပြန်လာလေရော့တလားဆိုတို့မျောလင်းချက်ဖြင့်အပြေးထွက်ကြည့်ကြတဲ့အခါသူတို့ထင်ထားသလိုပဲသမတ်သမီးနဲ့မြေးလီတို့အားအိမ်ရှိမှတွေ့လိုက်ရတော့အခါအယမ်းဝမ်းသာပြီးပြေးဖက်ကငိုရိုပါလေတော့သည်ဒီလိုနဲ့အိမ်ထဲသို့ခေါ်ပြီးအမေတို့ကသမီးတို့ကိုလောကကြီးထဲမရှိတော့ဘူးထင်ပြီးတန်ခါတွေကိုပိန့်ဖိတ်ကကောင်းမွန်ရာသို့ရောက်ပါစေကြောင်းအမျှပေးဝေပြီးအလူတန်းဖြူးခဲ့ပုံနဲ့သမီးတို့က9နှစ်တာကာလအတွင်းမှာဘယ်လိုကြုံတွေ့ခဲ့ကြတာလဲလို့မေးလိုက်တဲ့အခါသမတ်ဖသူကလည်းအဖြစ်မှန်ကိုခုလိုပဲပြောပြခဲ့ပါတော့လေတကယ်တော့သူတို့ကလူပြတ်တဲ့ဒေါ်လန်တနီယာမှာပြတ်သွားခဲ့တာဖြစ်ပြီးကျဲလောင်တို့အတန်ကြောင့်စင်စခန်းမှလူများကလာကြည့်ကြကကားကိုကူတွန်းခဲ့ကြကြောင်းအနီးနားကရွာမှာကားပြင်ပြီးခရီးဆက်ထွက်ရင်းစီကုံတော်ကြောင့်စီထဲရန်တန်းစီနေခြင်းဖြစ်ကြောင်းနဲ့တရက်ပြီးတရက်စီစေးတက်လာတာကြောင့်လက်ထဲကငွေများကစီစေးရဲ့တက်မြန်မှုကိုမလိုက်နိုင်တော့တာကြောင့်မိန်းမကိုသာတန်းဆက်စီစေးပြီးသူကအနီးနားကစောက်လုပ်ရေးတစ်ခုမှနေစားဝင်လို့ပြီးစီပိုးရှာခဲ့ကြောင်းစီတန်းစီနေစမှာလည်းသားလေးတစ်ယောက်ထုံးကားခဲ့ကြောင်းဘာအန်ဒီရဲ့မှမဖြစ်ပဲစီစေးတက်မှုနဲ့စီတန်းစီနေမှုကြောင့်သာ9နှစ်ကြာခဲ့ကြောင်းရှင်းပြလိုက်ရတော့တယ်